နှစ်ကုန်လက်ထက်မဲ့ထိုင်းနာမည်ကြီးမင်းသားနဲ့မင်းသမီးထိုင်းနိုင်ငံရဲ့နာမည်ကျော်မင်းသားတာချန်တဗစ်နဲ့ထိတ်တန်းမင်းသမီးမိုင်းဒဗစ်ကာတို့ရဲ့လက်ထက်မဲ့အစီအစဉ်ဟာပရိသတ်တွေကြားမှာအထူးရေပန်းစားတဲ့သတင်းတစ်ပုဒ်ဖြစ်ပါတယ်။ဒီချစ်သူစုံတွဲဟာနှစ်ပေါင်းများစွာကြာအောင်ခိုင်မာတဲ့ဆက်ဆံရေးကိုတည်ဆောက်လာခဲ့ကြပြီးမကြသေးမီကမှမင်္ဂလာပွဲကျင်းပမဲ့အချိန်ကာလကိုထုတ်ဖော်ပြောကြားခဲ့ပါတယ်။မင်းသမီးချောမိုင်းဒဗစ်ကာဟာမကြသေးခင်ကမှသူ့ရဲ့ရုပ်ရှင်ကားသစ် A Useful Ghost ရဲ့ပရီမီယာပွဲကိုသူ့ရဲ့ခင်ပွန်းလောင်းမင်းသားချောတာချန်တဗစ်နဲ့တက်ရောက်ခဲ့ပြီးသူတို့စုံတွဲရဲ့လက်ထပ်ပွဲအကြောင်းပရိသတ်တွေကိုအသိပေးခဲ့တာပါလက်ထပ်ပွဲကိုအခုနှစ်ကုန်မှာကျင်းပဖြစ်ပေမဲ့ရဲအတိအကျကိုတော့လူတိုင်းကိုခန့်မှန်းစေချင်တယ်လို့မိုင်းဒဗီကာကပြောခဲ့ပါတယ်ကြာအပြင်လက်ထပ်ပွဲအကြောင်းပြောပြဖို့တုံ့ဆိုင်နေတာမဟုတ်ပေမဲ့ဘယ်အရာမဆိုအဆင်ပြေမပြေမသိနိုင်တဲ့အတွက်အပြောင်းအလဲတွေဖြစ်မှာကိုစိုးရိမ်မိရလို့ဆိုပါတယ်အခုနိုဝင်ဘာလောက်ဆိုအရာအားလုံးအစင်သစ်ဖြစ်ပြီလားမေးတော့မိုင်းကသူတို့တေချာပေါက်အစင်သစ်ဖြစ်ပါပြီဒါပေမဲ့ဘလို့ပြောင်းလဲမှုတွေရှိမရှိဆိုတာတော့မတေချာဘူးလို့ပြောပါတယ်နှစ်ဦးစလုံးဟာအမှုပညာနယ်ပယ်မှာထိတ်တန်းနေရာကနေရပ်တည်နေကြတဲ့သူတွေဖြစ်ပြီးပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုအခိုင်အမာရရှိထားတဲ့ချစ်သူစုံတွဲတွေပဲဖြစ်ပါတယ်